ကိုချိန်မြောင်ထိုင်းမြန်မာအဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကိုတက်ရောက်ခဲ့တဲ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီးရဲဝင်းဦးဆောင်တဲ့မြန်မာတပ်မတော်ကိုယ်စားလှယ်ဖွဲ့အားဒီနေ့ညပိုင်းမှာထိုင်းပြည်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General ဦးခရစ်ပွန်တနွန်တာကဂုဏ်ပြုညစာဖြင့်တဲခင်းအခမ်းပါတယ်။အဲ့ဒီဂုဏ်ပြုညစာစားပွဲသို့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့အတူဇနီးဒေါ်နီလာညီနိုင်ကုတ်ကဲရေးမှုကြီးရီလေးဗိုလ်ချုပ်ကြီးကိုကိုဦးနေစနီကာကွယ်ရေးဦးစီးချုပ်ရုံးမှတပ်မတော်အရာရှိကြီးများနဲ့ဇနီးများမြန်မာစစ်တမ်းကြီးရီလေးဗိုလ်မှူးချုပ်ဝင်းသူလေးနဲ့ဇနီးတို့တက်ရောက်ကြပြီးထိုင်းပြည်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့အတူဇနီး Mrs. Pavina Pontanonda ထိုင်းပြည်တပ်မတော်မှအရာရှိကြီးများနဲ့ဇနီးများတက်ရောက်ကြပါတယ်။ဦးစွာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ဇနီးတို့အားထိုင်းပြည်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ဇနီးတို့ကကြိုးဆိုနှုတ်ဆက်ကြပါတယ်။အဲဒီနောက်နိုင်ငံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များဟာနှုတ်ခွန်းဆက်စကားများအသီးသီးပြောကြားကြပါတယ်။အဲဒီနောက်ဂုံပြူညစာကိုအတူတကွသုံးဆောင်ကြရာညစာသုံးဆောင်နေစဉ်တွင်ထိုင်းဘရင်တပ်မတော်ယဉ်ကျေးမှုအဖွဲ့ကတေးသချင်းများရိုးရာရုပ်သေးပြဆက်များအကအလှများဖြင့်တီဆိုကပြဖျော်ဖြေကြပါတယ်။ညစာသုံးဆောင်ပြီးမှတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ဇနီးထိုင်းပြည်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ဇနီးတို့ဟာအမတ်တရလက်ဆောင်ပစ္စည်းများအပြန်အလှန်ပေးရကြပါတယ်။အဲဒီနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ဇနီးထိုင်းပြည်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ဇနီးတို့ဟာတီဆိုဖျော်ဖြေခဲ့ကြတဲ့အမှုပညာရှင်များနဲ့အတူအမတ်တရစုပေါင်းတပ်ပုံရိုက်ကြပြီးတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ဇနီးတို့ကဂုဏ်ပြုဆုငွေနဲ့ဂုဏ်ပြုပန်းချင်းများပေးရခဲ့ကြောင်းသိရှိရပါတယ်ရှင်။